ဆွေးတော့ဆွေးမှာပေါ့နော်ဒါပေမဲ့အရန်ကြီးနေတယ်ဆွေးဒါရေဆွတ်တယ်ဆိုတော့ဘာကြောင့်ရေဆွတ်တာလဲဆိုတော့ဖြောင်းသေးရရှယ်လို့ကောက်ချက်တစ်ခုပဲရွေးရှိထားတာဖြစ်တဲ့အတွက်15မိနစ်ပဲထားမယ်ဖြောင်းသေးလို့နော်15မိနစ်ပဲထားမယ်ထားပြီးပြီဆိုလို့ရှိရင်ရှယ်လို့ကောင်းလျှော်မယ်ဒီမှာလေးပါကောင်းသေးဒီစပင်းကိုရှယ်လို့ကောင်းသေးလို့ထည့်လိုက်တဲ့အချိန်မှာတော်တော်ရှင်းထည့်စရာမလိုဘူးပြေစားလို့တော့စပင်းသားလေးမှာစိတ်မပူတော့လို့လဲဘာကြောင့်ထည့်တာလဲဆိုတော့တကယ်လို့တမီးတို့ဖြောင်းသေးထည့်လိုက်တဲ့အချိန်မှာအဖြောင်းလက်ကျန်ရှိတဲ့စပင်းမှာနည်းနည်းကျသွားရင်တော့မှစပင်းတွေကြေမွသွားတာတွေမဖြစ်ဘူးပါဆိုတော့တဆင့်ခံထားတဲ့အတွက်ဟုတ်ပြီနော်ဘယ်လိုစပင်းလဲကောက်ကျန်းအောက်ကအဖြောင်းလက်ကျန်ရှိတဲ့စပင်းကိုရေဆွတ်ပြီးတော့ပေါင်းစည်းထည့်ထားတဲ့ရှုပ်ပါမယ်ရှုပ်ပါဘူးနော်တင်နေတဲ့အချိန်မှာစိတ်ဝင်စားမှုနေတဲ့ရက်တွေပြတ်တယ်ဒါကြောင့်မို့သူဒီစပင်းတစ်ခုကိုဥနောက်ထဲမှာမရောက်ဘူးရှက်ဘလောက်ပဲပြောဘလောက်ပဲတင်သူရဲ့ဥနောက်ထဲမှာမရောက်ဘူးဆိုအဲ့လိုဆိုတော့ရှက်တို့ဒီစပင်းတစ်ခုကိုတင်တဲ့အချိန်မှာတေချာနားထောင်ရတယ်တေချာနားထောင်ဖို့အတွက်အခုတေချာလေးရှင်းပြထားတယ်ဒါငကိုစပင်းဒါအဖြောင်းလက်ချက်ရှိတော့စပင်းဒါကိုဘာစေးထည့်ထားတယ်လဲပေါင်းစေးထည့်ထားတယ်ပေါင်းစေးမှာဖျောင်းပါတဲ့စေးထည့်ရမယ်သူစပင်းရေတက်တွေခန်းကြောင်းတယ်အခုပေါင်းစေးရေဆွတ်ပြီးတော့ပေါင်းစေးထည့်လိုက်တော့သူစပင်းဒီအီလေးဖြစ်သွားတယ်မအီလေးဖြစ်သွားတယ်အဲ့ဒီအချိန်ကြာရှယ်လို့ဒီအချိန်ရတယ်ဆိုရင်အချိန်ရတယ်ဒါ9မိနစ်လောက်ခန့်ထားလို့လည်းရတယ်နော်ဟုတ်ပြီနော်အဲ့လိုဆိုရှယ်တို့ကချောင်းစေးကိုထည့်ချောင်းစေးထည့်မှအချိန်မှာသမီးထည့်ရမှာနော်လက်အိတ်တွေဆွတ်ထားတော့ဆိုတော့ရှယ်ကနီးကိုပဲပြမှာဖြစ်တဲ့အတွက်ခွဲမယ်တခါလေးကြည့်တာနော်တခါလေးကြည့်ထားမယ်အပေါ်ပိုင်းကိုရှယ်လေးစေးလို့ရှိတယ်လုံးဝဆက်မဆွဲဘူးနော် dryer မှုလိုက်တာနဲ့အဖြောင်းမထွက်တဲ့စပင်းပဲရှယ်လို့ရှိတယ်နော်ဆိုတော့စေးကိုစပင်းဒီဥယျာပြားနဲ့ဖြောင်းစေးဒီမတည့်ဘူးစပင်းနဲ့တော့တည့်တယ်ဥယျာပြားမှာကြာရင်စပင်းဒီအုပ်လိုက်ကြည့်ကျွတ်သွားမယ်အဲ့ဒါကြောင့်မို့ရှယ်တို့စပင်းကိုတလက်မခန့်အပေါ်မှာပဲစေးလို့ထည့်မယ်ထည့်တဲ့အချိန်မှာဒီလိုကြည့်တာ0ဒီဂရီနဲ့မထည့်ဘူး135ဒီဂရီနဲ့ဆွဲထားမယ်ဒီနောက်ကွက်ဒီမှာတွားထားပေးမယ်နော်အဲ့လိုဆိုတော့ရှယ်တို့ဒီလိုဆွဲလိုက်တဲ့အချိန်မှာအဲ့လိုတိုက်တာပေါ့ဒီလိုတစ်ချက်ပဲဆွဲတာဒီလိုတစ်ချက်တည်းဆွဲတဲ့အချိန်မှာတမီးတို့ဒီအဖြောင်းလက်ကျန်ရှိတဲ့စပင်းကိုလက်ကလေးနဲ့ကင်တာဒါအမှန်တန်ဆုံးပဲနော်ဒီနေရာတွေသွားပြီးတော့မကင်နဲ့တော့နော်ကြောင်သေးတွေကိုသေချာဖို့လိုတယ်ဟုတ်ပြီ2ယောက်ထက်မှဖြစ်တဲ့အတွက်စပင်းကဒီမှာဖြစ်တဲ့အတွက်ကျွန်တော်အပေါ်ဆုံးအလုံးကိုပထမဆုံးအရင်ထည့်မယ်ဟုတ်ပြီနော်ဒီပေါ်ဆုံးအလုံးကိုကျွန်တော်ပထမဆုံးထည့်ပေးမယ်ပြီးရင်စပင်းကိုအောက်ကနေပြန်စားမယ်နောက်ပြီးရမှာမဟုတ်ဘူးဒီလိုအောက်ကနေစားပြီးတော့ဒီကိုပြန်ထည့်